ကဲနော်ကိုချမ်းရဲ့အကုန်အားလုံးမင်းသားညလေးပါလို့ကိုချမ်းဥစားရနှောင်းစတာပါဗျာနော်ဗီဒီယိုလေးကိုမစခင်ကိုချမ်းရဲ့ YouTube channel ကို subscribe မလုပ်ရသေးတဲ့ကောင်မ subscribe လုပ်ပါပြီလိုက်လက်မလေးတွေမနှိပ်ရတဲ့ကောင်မလိုက်လက်မလေးနှိပ်ပြီးခေါင်းလောင်းလေးဝိုင်းနှိပ်သွားပြဗျာနော်66ရဲ့6လ2015မှာ20ရဲ့6လ2015အထိတပတ်စာကတ်တွေဖြစ်ပါနော်အပိုင်တီးမယ်နော်တပတ်စာကတ်တွေခုမကျော်ပတ်တီးကတော့1ပတ်တီးပါဗျာနော်မပြောက်ပတ်တီးက9ပတ်တီးပါအထူးပရိတ်ကတော့မပြောက်ပရိတ်က2ခွန်ပရိတ်ပါသုံးလုံးခွေအပူပါတော့836ခုဆိုတဲ့အခွေလေးပါအပူပါထည့်ပါဗျာနော်မဂ္ဂနာ6ဝက်ကတော့929398ခွန်484ခွန်8ဆိုတဲ့ဖြစ်ပါတယ်ဗျာနော်တပတ်စာသုံးလုံးခွေရတော့890ဆိုတဲ့ထိပ်စီးခွေလေးဖြစ်ပါတယ်နော်တပတ်စာထိပ်စီးခွေလေးက893ညပါဗျာနော်898090 8899 3ညပါဗျာနော်နေတိုက်လေးကတော့ကိုချမ်းနော်နေတိုက်လေးကတော့ကိုချမ်းအားတဲ့အချိန်လေးတင်ပေးပါဗျာနော်နေတဲ့ကတော့ဒီရပိုင်းကိုချမ်းတင်ပေးပြချင်မှာတင်ပေးပြချင်မှာတင်ပေးလိုက်ဗျာနော်ကိုချမ်းပါဆိုဖိုင်ဘာကရုမှာအလုပ်ရှုံနေလို့ပါဗျာနော်ဖိုင်ဘာကရုဝင်နေတဲ့ကောင်မတွေအခမဲ့ပါဗျာနော်ဖိုင်ဘာ free ကရုဝင်နေတဲ့ကောင်မတွေအခမဲ့ပါဖိုင်ဘာနံပါတ်399 25686 3ဆိုပြီးဖိုင်ဘာမှာနေတိုက်ကဏ္ဍများလာရောက်ကြည့်ရှုလို့ရပါဗျာနော်တပြားတစ်ချက်မှပေးစီရမလို့ပါဘူးနော်ဖိုင်ဘာကရုဝင်နေတဲ့ကောင်မတွေတော့ free ပါဗျာနော်9665မှာ20ရက်665အထိတပတ်စာကတ်တင်ဖြစ်ပါဗျာနော်ဟိုမကျော်ပတ်တီးသည်1မပြောက်ပတ်တီးသည်9မပြောက်ပရိတ်သည်2ခွန်ပရိတ်ပါဗျာနော်လေးလုံးခွေအပူပါတော့836ခွန်မွေး6ကတော့929398ခွန်484ခွန်8ဆိုတဲ့ကဏ္ဍလေးပဲဖြစ်ပါတယ်ဗျာနော်ဒါကိုချမ်းကျင်လည်ခဲ့တဲ့၄နှစ်တာပတ်လက်မှာဒါတစ်ပတ်မှာပြည့်ရမရှိတော့ပြတ်တဲ့အပတ်မရှိခဲ့တော့တစ်ပတ်ကကတ်တွေဖြစ်ပါလားနော်ရှေ့လာမဲ့ပတ်လက်ကိုချမ်းမကတရားရုံးအာမခံပေးထားပါတယ်ဒီကတ်တွေတော့တရားရုံးအာမခံပေးထားပါတယ်မထွက်ရင်ကိုမကိုချမ်းစိတ်ကြိုက်ဆဲဆိုလို့ရပါတယ်ဗျာနော်စေတနာနဲ့တင်ပေးခြင်းဖြစ်တဲ့အတွက်စေတနာကိုအတိမပြုကြပါဗျာနော်စကွယ်မလောက်ရတဲ့ကိုမရ YouTube channel ကိုစကွယ်မလောက်ပါပြီခေါင်းလုံးလေးကိုနှိပ်ပြီးလိုက်လက်မလေးဝမ်းနှိပ်သွားဗျာနော်တစ်ပတ်စာကတ်တွေပါဗျာနော်ခုမကျော်ပတ်တီးသည်1မပြောက်ပတ်တီးသည်9မပြောက်ပရိတ်သည်2ခွန်လေးလုံးခွေရ736ခွန်အပူပါပါဗျာနော်ဒီ836ခွန်ခွေလေးအပူပါပါတယ်မွေး6ကတော့929398ခွန်484ခွန်8တပတ်စာ3လုံးခွေလေးကတော့893ညခွေလေးဖြစ်ပါတယ်နော်တပတ်စာ3လုံးခွေလေး893ညထိပ်စီးခွေလေးဖြစ်ပါတယ်နော်898090 8899 3ညပါဗျာနော်လေးလုံးခွေလိုက်ချင်တယ်ကလေးလုံးခွေလိုက်ပါလေးလုံးခွေမလိုက်ချင်3လုံးခွေလိုက်ပါနော်ဒီကတ်တွေအကုန်ထွက်ပါမယ်ဗျာနော်ဒါစေတနာချင်းကိုချမ်းပါဗျာနော်အရာတွေကိုချမ်းနေဖြစ်ပါတယ်ဗျာနော်အရာတွေကိုချမ်းနေချင်တော့ပါဗျာနော်ဖုန်းတုံးကကိုချက်ကင်ပါဗျာနော်ဒီ399256633ယခုမလုံးကကိုချက်ကင်ပါဗျာနော်ဒီမှာတပတ်စာကိုချမ်းမန်မာပေါက်ပေးကတ်တွေရတော့ဘာရဲဆိုရင်အင်္ဂါမကျော်ပတ်တီတင်ကွက်တရားခိုင်လုံးအာမခံပါဗျာနော်အင်္ဂါမကျော်ပတ်တီတင်ကွက်တရားခိုင်လုံးအာမခံပါတယ်ပေါက်ပေး3000ကျပ်ပါဗျာနော်တင်ကွက်4ကွက်ကိုချမ်းထည့်ပေးပါဗျာနော်အင်္ဂါမကျော်ပါတော့လုံးဝအင်္ဂါမကျော်အောင်နော်ကျန်တဲ့ဘက်ကကိုချမ်းအင်္ဂါမကျော်ပတ်တီခွန်6ဆိုတဲ့တင်ကွက်ထည့်ပေးတာခွန်6တဲအောင်ပါလေဗျာနော်တပတ်စာပရိတ်လုံးကတော့တင်ကွက်ပရိတ်စာတပတ်စာပရိတ်လုံးကတော့ပေါက်ပေး3000ကျပ်ပါဗျာနော်တင်ကွက်ပါပါမယ်ဗျာနော်တင်ကွက်ပါပါမယ်တရားရခိုင်လုံးကိုချမ်းအာမခံပါဗျာနော်ဒီအင်္ဂါမကျော်ပတ်တီတပတ်စာစာတုပ်ပရိတ်တစ်လုံးတပတ်စာအပိုင်မွေးလေးခွက်ဒီ3မျိုးတော့ကိုချမ်းဘက်ကတရားခိုင်လုံးအာမခံပေးထားပါဗျာနော်ဆိုင်နဲ့တက်လို့လာယူမယ်ဆိုရင် Viber နံပါတ်3992566ကိုဆက်သွယ်ပြီးတော့ကိုချမ်းရှိမှာ Viber လာလို့ရပါ Telegram ဆက်သွယ်မယ်ဆို Telegram ကိုချမ်း131ဆိုရိုက်ရှာလိုက်ပါဗျာနော်ကျွန်တော်ဒီတရားခိုင်လုံးအာမခံပါဘူးဒါပေမဲ့90ရာခိုင်နှုန်းကိုချမ်းအာမခံထားပါတယ်ဗျာနော်အင်္ဂါမကျော်ပတ်တီးသည်အင်္ဂါမကျော်2ရက်တွင်းထွက်ပါမယ်ဗျာနော်ဒါကတော့တင်ကွက်လဲပါပါတယ်ပေါက်ပေး3000ကျပ်ပါတပတ်စာပဲကျွန်တော်ကတော့တင်ကွက်ပါပါမယ်ပေါက်ပေး3000ကျပ်ပါတပတ်စာမလို့ကတော့တင်ကွက်ပါပါမယ်ပေါက်ပေး3000ကျပ်ပါဗျာနော်ဒါကကိုချမ်းကိုဆိုင်နေတက်လို့ယူမယ်ဆိုရင်ကိုချမ်း Viber နံပါတ်399256633ကိုဆက်သွယ်ပေါက်ပေးကက်လေးလာလို့ရပါဗျာနော် Viber နံပါတ်ကိုပဲဆက်သွယ်လာခဲ့ပါနော် Viber နံပါတ်399256633ဖြစ်ပါဗျာ Telegram ဆက်သွယ်မယ်ဆိုရင်ကိုချမ်း133ဆိုရိုက်ရှာပြီးဆက်သွယ်လာခဲ့ပါဗျာနော်ကိုချမ်းဘက်ကနေပြီးတော့ဒီပေါက်ပေးကက်တွေတော့ကိုချမ်းဘက်က90ရာခိုင်နှုန်းအာမခံပေးထားပါတယ်ဗျာနော်ကဲလာမယ့်ပတ်လဲအပိုင်တီးမယ်ဗျာနော်နေတိုင်းကတော့ကိုချမ်းတင်ပေးခြင်းမှာတင်ပေးပြမှာပါဗျာနော်နေတိုင်းကတော့ကိုချမ်းအားမလာတင်ပေးပါမယ်တကယ်လို့ကိုချမ်းတင်ပေးတာကိုမတွေ့တဲ့အခါကျရင်ကိုချမ်းရဲ့ Viber နံပါတ်399256633ကိုဆက်သွယ်ပြီးတော့ကိုချမ်းရဲ့ Viber ကရုလာဝင်လို့ရပါတယ်နော် Viber ကရု Viber channel လာဝင်လို့ရပါတယ်တပြားမှပေးစီရမလို့ပါဘူးဗျာနော်အမှတကွက်ကောင်းတဲ့ကိုချမ်းတင်ပေးပါဗျာနော်ကဲဒီဘက်ကဒီတော့ပါဗျာနော်မနာချမ်းလေးပါဗျာနော်ကိုချမ်းရဲ့ကိုမာတွေကဲခွန်းလိုက်ပါဗျာနော်ဒါတပတ်စာကတ်တွေပါဗျာနော်တပတ်စာကတ်တွေပါတခြားပုံရိုက်ယူပါဗျာနော်ဒါတပတ်စာကတ်တွေပါဒါကတော့ပေါက်ပေးကတ်တွေပါအင်္ဂါမကျော်ပတ်တီတပတ်စာပရိတ်တစ်လုံးတပတ်စာအပိုင်မွေးလေးကပေါက်ပေး3000ကျပ်ပါဗျာနော်ဒီကတ်တော့လည်းတကိုင်လုံးအာမခံပါတယ်ပရိတ်တော့လည်းအာမခံတယ်အမွေးလေးကတော့လည်းအာမခံတာပါဗျာနော် Viber နံပါတ်399256633ဆက်သွယ်ပြီးတော့ Viber မှာလာလို့ရပါတယ်ဗျာနော် Viber မယူချင်ဆိုရင်ကိုချမ်း133ရိုက်ချပြီးတော့ဆက်သွယ်လို့ရပါတယ်ဗျာနော်
ကဲအားလုံးကံကောင်းကြပါစေဒီခုပတ်လဲနော်